ဒါမျိုးဂျပန်ညရေခဲတစ်တာတွေကိုလိုင်းပေါ်မှာတသိန်းတို့တသိန်း2000တို့နဲ့ရောင်းနေတာလေးတွေ့ရတယ်နော်ဒါမျိုးရေခဲတစ်တာတွေကိုရေခဲတစ်တာဈေးကတော့တစ်လုံးတသိန်း2000ရေခဲတစ်တာဘိုးမပေးနဲ့ပိုးကပဲပြီးပိုးကပဲအရင်ကြိုလွဲအဲ့ဒါမျိုးဝယ်မိတဲ့လူတွေကတော့အလူလို့ပဲသဘောထားလိုက်ပါနော်ဒါမျိုးအလုံးလေးတွေကဂျပန်နေမြန်မာကိုလာတဲ့ဈေးတောင်မှတသိန်း2000နဲ့မရပါဘူးဒါမျိုးရေခဲတစ်တာတွေကအဲ့ဈေးနဲ့ရောင်းနေဆိုလို့ရှိရင်ညာပြီးရောင်းနေတာပါနော်ဒါမျိုးတွေ line ပေါ်မှာအများကြီးပဲကျွန်တော်တို့ဆိုင်ရပုံတွေနောက်ဆိုင်ရကျွန်တော်တို့အတိမိတ်ဆွေဆိုင်တွေကပုံတွေကိုယူပြီးတော့တသိန်းတို့တသိန်း2000တို့နဲ့ရောင်းနေတာအလိမ်ညာတွေပါဒါမျိုးလုံးတွေကသူ့တန်ကြီးနဲ့သူရှိပါတယ်အခုလက်ရှိမှာဆိုအနည်းဆုံး4သိန်း5သိန်း6သိန်း9သိန်းအဲ့ဒီဝင်းကျင်ရှိပါတယ် brand တွေကလည်းနာမည်ကြီး brand တွေ Panasonic တို့ Sharp တို့ဒါမျိုးကိုတသိန်း2000တို့ရလို့ရှိရင်ကျွန်တော်တို့ရောင်းသမားတွေကိုယ်တိုင်လိုချင်ပါတယ်ဘာမှဝယ်လို့မရပါဘူးရောင်းနေရဆိုရင်လိမ့်နေတာပါအပြက်လုံးတွေဖြစ်ရင်ဖြစ်မဖြစ်ရင်ညာပြီးရောင်းတာပါနော်ဒီလိုလုံးမျိုးတွေကဈေးတွေကသူ့ဈေးတန်းနဲ့သူပေါက်ဈေးရှိပါတယ်ဒါမျိုးလေးဆိုလို့ရှိရင်9သိန်း9000 9သိန်း6သိန်း9သိန်းအစားအစာရှိပါတယ်နော်ဒီလိုလုံးတွေကိုလိုချင်တယ်ဆိုရင်တကယ်ကိုယ်တိုင်ကိုကြဆိုင်မှာဖြစ်စေရန်ကုန်ကဆိုလို့ရှိရင်အသီးမိတ်ဆွေတွေကိုကြည်ခိုင်းပြီးတော့ဖြစ်စေဝယ်ဖို့အကြံပေးချင်ပါတယ်ကျွန်တော်တို့ကတော့ဆိုင်နှစ်ဆိုင်ရှိပါတယ်တောင်းကလာမှာတစ်ဆိုင်မြောက်တကုံမှာတစ်ဆိုင်ကျွန်တော်တို့ဆိုင်ဖုန်းနံပါတ်တွေကတော့2633 ရဲ့4200 420 9ရဲ့ကိုဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်နောက်ပြီးတော့တကယ်လို့ဝယ်မယ်ဆိုရင်ကျွန်တော်တို့ဆိုင်ရဲ့ KB နံပါတ်တစ်ခုပဲရှိပါတယ်ခွန်840 8248ဆိုင် KB အဲ့နံပါတ်တစ်ခုတည်းကပဲကျွန်တော်တို့ဆိုင်ရရောင်းတာပါKB နံပါတ်ကကျော်စင်ဦးပါကျေးဇူးထူးပါ